ကလာပဲကျွန်တော်နာမည်ချိုးတူလို့ခေါ်ပါတယ်ပြကျွန်တော်ဥပမာကျွန်တော်ဂိမ်းလို့ဘာလို့ညနေနေတဲ့အခါဆိုကျွန်တော်ပတ်စံမရှိဘူးကိုကဟိုမကိုလိုချင်တဲ့ဂိမ်းကူပြီးတော့မှပတ်စံလည်းမရလို့စိတ်ညစ်နေကြပြီလားဗျဒါဆိုတော့ကျွန်တော်ဒီ website လေးနဲ့ကြိုးညာပေးမှာဖြစ်ပါတယ်ဗျဒီဟာလေးကတော့ကျွန်တော်တို့တည်တဲ့လူလည်းရှိတယ်လို့မတည်တဲ့လူလည်းရှိတယ်ပေါ့နော်ဒီထဲမှာဆိုတော့ကျွန်တော်တို့ဂိမ်းလေးပေါ့နော်အဲ့ဒါဆက်တစ်ခါလေးရတဲ့ဂိမ်းတွေလည်းရှိပါတယ်ဗျဥပမာဒီလိုဂိမ်းမျိုးပေါ့ခေအားလုံးတွေ့မြင်ရတဲ့အတိုင်းပဲဗျကျွန်တော်ဒီဂိမ်းရောကျွန်တော်ပူလိုက်တယ်ဒီမှာပတ်ဆက်လေးကိုလည်းရှိုးပြပတ်ဆက်လေးကတော့ရှောက်ရစောက်ရနေရတယ်ပေါ့အဲ့ဒီမျိုးပတ်ဆက်လေးများတဲ့ဂိမ်းကိုကူးချင်တယ်ဆိုတော့မှကူးရမလဲဆိုတော့ကျွန်တော်တို့ happy mood ဆိုတာဟာဒီမှာကူးရတယ်ပေါ့နော်ကျွန်တော်အဲ့ဒါကျွန်တော်လုပ်ပြပါမယ်နော်ဘယ်လိုမျိုးအဲ့ဒီ happy mood ကိုဓာတ်ရမလဲဆိုတာပေါ့နော် happy mood ကိုမဆိုတော့အခုလိုမျိုးကျွန်တော်တို့ crow တစ်ခုတော့လိုပါမယ်ဗျโอเคကျွန်တော်တို့နောက်ပြီးတော့ကျွန်တော်ဒီလိုမျိုး crow လေးလိုပါတယ်ဗျ crow ထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်ဟေးကျွန်တော်တို့ဒီ crow ထဲမှာကျွန်တော်တို့ရေးရမှာကတော့ HAPP happy mood လို့ရေးပေးပါHappy mood လို့ရေးပြီးသွားပါပြီနောက်ပြီးတော့ possum ပေါ်လာတဲ့ website လေးပေါ့နော်အဲ့ဒီကဝင်ပေးလိုက်ပါကျွန်တော်တို့ဒီမှာ free APK download ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဒါရှင်းနေပေးပါကြောက်ဒီလိုမျိုးပေါ်လာပြီဆိုတော့ထွက်ပေးလိုက်နောက်ဆက်တူကိုရဒါဆိုတော့ဒီလိုမျိုးဖြစ်လာလိမ့်မယ်ပေါ့နော်ခဏလေးစောင့်ပေးပါဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီလိုဟာလေးအပြာရောင်စားတဲ့လေးတစ်ချက်ထောက်ပေးပါဗျနောက်ပြီးတော့ download ဟာလေးတစ်ချက်ထည့်ပေးပါတက်ပြီးတော့ထပ်ဆောက်ပေးပါဗျကျွန်တော်ဒီလိုပေါ်လာတော့ download ထပ်လုပ်ရဲဆိုတာလေးပေါ်လာပဲပေါ့နော်ဒါလေးကိုနှိပ်ပေးပါနောက်ပြီးတော့အသေးစိတ်ကြီးရဲ့အဲ့ဒါပြသေးစိတ်ကြီးရဲ့မပေါ်ဘူးဆိုရင်ကျွန်တော်တို့အခုလိုပြဒီအစစ်30လေးနှိပ်ပေးပါပြီးတော့ဒီမှာ download မရဆိုတာရှိရပါတော့အဲ့ဒါလေးရှင်းနှိပ်ပေးလိုက်ပါဒါဆိုတော့ဒီမှာ happy mood စောက်ကူလေးဖြစ်ပါတယ်ဗျโอเคကျွန်တော်တို့ပြီးတော့ဒီလိုမျိုး happy mood လေးရဒီဟာလေးတစ်ချက်ထောက်ပေးလိုက်ပါဗျဒါပေမဲ့ဒီမှာမျိုးပေါ်လာတော့ကျွန်တော်ထည့်သွင်းရနှိပ်ပေးလိုက်ပါဗျနောက်ပဲခဏလေးစောက်ပေးပါဗျဒါဆိုတော့ဒီလိုမျိုးရပြီပေါ့နော်ဒီလိုမျိုးပေါ်လာခင်ဗျားတို့ပုံမှာပေါ်ချင်မှပေါ်မှာပေါ့နော်ထွက်လိုက်ပါဒါဆိုတော့ဒီမှာကျွန်တော်တို့โอเคကျွန်တော်တို့ဒီလိုထပ်ဝေပေးလိုက်ပါဗျအဲ့လိုမျိုးပေါ်လာတော့ post key လေးနှိပ်ပေးလိုက်ပါဒါဆိုတော့ကျွန်တော်ဂိမ်းရပြီပေါ့နော်ဒီမှာတိုကာဘိုကာတို့ redရှိတူဆိုပေါ်ရှိတယ်ပေါ့နော်ကျွန်တော်တိုကာဘိုကာကိုကူပြမှာဖြစ်ပါတယ်ဗျတိုကာဘိုကာဒီလိုမျိုးတိုကာဘိုကာတစ်ခုတည်းကူရတော့ဒီလိုမျိုးအိမ်နေရမှာမဟုတ်ပါဘူးဗျကျွန်တော်ဒီလိုမျိုးပေါ်နေလို့တော့လိုပါတယ်ဗျအမှဆိုဗီဒီယိုကြည့်လိုက်ပါဗျဒီမှာကိုလိုချင်တဲ့ဗီဒီယိုဖြစ်ပြီးဆိုရင်တော့ဒီမှာလေးကြည့်လိုက်ပါဗျဒီနာဟာလေးအများကြီးလိုပါတယ်ဗျကိုလိုက်လုံးနော်ဒီနာဟာလေးအများကြီးလိုပါတယ်ဗျဒါအပေါ်ဆိုးဟာလေးဒါပါ download ဆိုတာလေးရှိတယ်ဗျဒါလေးနှိပ်ပေးလိုက်ပါဗျပြီးတော့ကြော်ညာလေးတက်လာလိုက်ပါမယ်ဗျမနိုင်နဲ့ဗောနော်နောက်ပြီးတော့ကျွန်တော်ကူပြီးသွားလို့ရှိတော့ဒီမှာ download ပုံစံလေးပေါ်နေမှာဖြစ်ပါတယ်ဗျဒီဟာလေးနှိပ်ပေးလိုက်ဆိုတော့မှရသွားပြီဗောနော်